အားလုံးပဲမင်္ဂလာပါတငယ်ချင်းတို့တွေဒီတစ်ခါဗီဒီယိုမှာပြောပြပေးသွားရမယ့်အကြောင်းအရာကတော့ X မှာအရန်ဟောနေတဲ့ကြည့်ရှုသူတန်160ကျော်သားတဲ့ဆောင်းပါးတစ်ပုဒ်အကြောင်းပဲဖြစ်ပါတယ်ဆောင်းပါးရဲ့နာမည်လေးကတော့ Mr. Dan ကိုရေးထားတဲ့တရက်အတွင်းသစ်မောပြောင်းလဲလိုက်ပါဆိုတဲ့ဆောင်းပါးပဲဖြစ်ပါတယ်ဒီဆောင်းပါးပိုင်ရှင်တန်ကိုကဘာဖြစ်ရမယ်ဆိုတာထက်ဘယ်လိုလူမျိုးဖြစ်ရမယ်ဆိုတဲ့ R&D ကပိုပြီးရေးကြည့်ပါတယ်လို့ရေးသားထားတာဖြစ်ပါတယ်ဒီယူဆဟာစိတ်ပညာနဲ့အလေအထတိဆောက်ခြင်းဆိုင်ရာ theory တွေမှာအလွန်ရေးကြည့်တဲ့ခန်းကဏ္ဍနဲ့ပါဝင်နေပါတယ်လို့ရှင်းပြထားတယ်ဥပမာအဖြစ်တော့ငါစာအုပ်တအုပ်ကိုပြီးအောင်ရေးမယ်လို့ဆုံးဖြတ်လိုက်တဲ့အခါဒါဟာရလက်ကိုပဲကြည့်တာဖြစ်ပြီးတော့မှရလက်ချက်ချင်းမပေါ်လာတဲ့အခါစိတ်ပြပြီးတော့မှလှရှုပ်ဖို့လွယ်တယ်ဆိုတဲ့အကြောင်းကိုပြောပြထားတာဖြစ်ပါတယ်ဒုတိယတစ်ခုအနေနဲ့ကတော့ငါဘယ်လိုလူဖြစ်ချင်လဲဆိုတဲ့အရာပေါ်မှာ focus ထားဖို့သူပြောပြထားပါတယ်ဥပမာငါစာရေးဆရာတယောက်ဖြစ်ချင်တယ်လို့စိတ်သွင်းလိုက်တဲ့အခါမှာစာတကြောင်ရေးလိုက်တိုင်းကိုစာရေးဆရာဖြစ်မြင်ပြီးတော့မှတတ်မှတ်သွားနိုင်ပါတယ်လို့သူကပြောပြထားပါတယ်ဒါဟာရလက်တဲ့ဖြစ်တည်မှုကိုဂရုစိုက်တာမို့ပို့ပြီးတော့မှ sustainable ဖြစ်စေပါတယ်အမှုချင်းတစ်ခုဆိုတာတင်းအာရမမပြောင်းလဲဖို့ကြိုးစားတာတဲ့ငါကဘယ်လိုလူမျိုးလဲဆိုတဲ့ကိုတတ်မှတ်ချက်တွေကိုအရင်ပြင်ဖို့ပြောတာအလွန်ထိရောက်ပါတယ်ဥပမာပြောရမယ်ဆိုရင်တော့ငါဆေးလိပ်ဖြတ်ဖို့ကြိုးစားနေတယ်လို့ပြောတဲ့သူတွေထဲငါကဆေးလိပ်မတောက်တဲ့သူပါလို့ကိုတတ်မှတ်တဲ့လူတွေကပို့ပြီးတော့မှအောင်မြင်တတ်ကြတယ်လို့ပြောထားပါတယ်။ဘာဖြစ်ရမလဲဆိုတဲ့ဂိုးတွေဟာပန်းနဲ့ရောက်ပြီးဆုံးသွားတတ်ကြပေမဲ့ဘယ်လိုလူဖြစ်ရမလဲဆိုတာကတော့တဲလုံးစားနေထိုင်မှုပုံစံ lifestyle ကိုဖြစ်သွားတာပဲလို့စိတ်ကူးရင်ဆန္ဒနေပါလိမ့်မယ်။ကျွန်တော်တို့လုံနိုင်တယ်ဆိုတဲ့အရာအပေါ်မှာ focus ထားလိုက်ရင်တော့ကျွန်တော်တို့ကလုံနိုင်မှာဖြစ်ပြီးတော့မှကျွန်တော်တို့မလုံနိုင်ဘူးလို့ focus ထားတဲ့အရာတွေပေါ်မှာကျွန်တော်တို့စိတ်ကရောက်နေတယ်ဆိုရင်တော့ကျွန်တော်တို့ဘယ်တော့မှလုံနိုင်မှာမဟုတ်ပါဘူး။ဒါကြောင့်မလို့တင်ကိုတင်လေဒီဆောင်းမရှင်ပြောသလိုပဲကျွန်တော်တို့ကဘာဖြစ်ရမယ်ဆိုတာဘယ်လိုလူဖြစ်ရမယ်ဆိုတဲ့စိတ်ကောနှလုံးသွင်းပြီးတော့မှကိုပြင်ချင်တဲ့အယူအဆတွေအလေးထားတွေကိုပြင်ဆင်နိုင်ကြပါစေလို့ပြောရင်းနဲ့ဒီဗီဒီယိုဒီမှာပဲဒီကုန်းချုပ်လိုက်ပါစေတင်နေတဲ့အတွေ့အသေးလေးတစ်ခုရတယ်ဆိုရင်တင်ငယ်ချင်းတွေကိုလည်း share ပေးဖို့မမေ့ပါနဲ့ Thank you for watching video see you next bye